အားလုံးပဲမင်္ဂလာပါ Touch by AB ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီသင်ခန်းစာမှာတော့ Major ကဒီ System Unit ရဲ့ရှေ့ဘက်ပိုင်းမှာရှိတဲ့အရာလေးကိုနည်းနည်းသွားပြီးတော့လေ့လာမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ System Unit ဆိုတာဒီပုံကြီးပေါ့နော်ဒီပုံကြီးရဲ့ရှေ့ဘက်မှာဗာလေးရှိမလဲဆိုရင်ကျွန်တော်တို့ပထမဆုံးရှိမှာ CD DVD drive ဒီပေါ်ဆုံးလေးမှာရှိမယ်ပေါ့နော်ဒီကောင်တွေကSystem Unit ပုံကုမ္ပဏီထုတ်တာမတူတော့ကျွန်တော်တစ်ခုနဲ့တစ်ခုဒီလိုမျိုးတက်စင်တဲ့နေရာလေးတော့နည်းနည်းပပလွဲရင်လွဲလိုက်မယ်ပေါ့နော်ဥပမာကျွန်တော်ဒီမှာ CD DVD drive ကဒီပုံမှာပေါ့နော်ဒီပုံမှာပေါ်ဆုံးမှာရောက်နေပြီမယ်တချို့ပုံတွေမှာဆိုရင်ဒီအောက်ရဲ့ဒီအလေကောင်သားလေးမှာဒီအောက်အလေကောင်ရဲ့အောက်နည်းနည်းလေးရောက်နေအောင်ပေါ့နော်ဒီလိုမျိုးနေရာလေးမှာပါရင်ပါနေလိမ့်မယ်အလေကောင်မှာလည်းပါရင်ပါနေလိမ့်မယ်ပေါ့နော်တခုနဲ့တခုတက်စင်ပုံကမတူရတဲ့အတွက်ကြောင့်ကျွန်တော်ပုံတင်မှတ်လို့တော့မရဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ CD DVD drive ပါမယ်ပြီးတော့ပါအောင်လဲဆိုရင် USB port လေးပါမယ်ဒီ Fusion port လေးတွေက USB port လို့ခေါ်တယ် USB ရဲ့အရှေ့ကောက်က Universal CD ရဲ့ bus လို့ခေါ်ပါတယ်သူ့ကိုကျွန်တော်တို့မြန်မာလိုအဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင်ကျွန်တော်တို့ဆွဲဆုံးသုံးလို့ရတဲ့ပေါက်ပေါ့ဗျာနော်ဆွဲဆုံးသုံးလို့ရတယ်ဆိုတာကကျွန်တော်တို့ USB ကောင်းတဲ့ဒီပေါက်နဲ့ဥမာကျွန်တော်တို့ data ချက်လက်တွေလည်းထည့်သွင်းလို့ရမယ် data ချက်လက်တွေလည်းကူးလို့ရမယ်ပြီးတော့ mouse နဲ့လည်းတွဲသုံးလို့ရမယ် keyboard နဲ့လည်းတွဲသုံးလို့ရမယ်ပေါ့နော်တခြား device တွေတော်တော်များများကိုကျွန်တော်တို့ USB ပေါက်နဲ့ပဲတွဲသုံးလို့ရတယ်အဲ့ဒီကြောင့်သူ့ကိုဘာလို့ခေါ်တယ်လဲဆိုရင် Universal CD bus USB ပေါက်တွေလို့ခေါ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာ mic ပေါက်ရှိမယ်ပြီးတော့ speaker ပေါက်လေးတွေရှိမယ်ပေါ့နော်ရှေ့ချမ်းမှာဒီလိုမျိုးပေါက်လေးတွေပါမယ်ပြီးတော့ဗာတွေပါအောင်လဲဆိုရင်ကျွန်တော်ဒီမှာ power on power off ဆိုတဲ့ button clock လေးပါမယ်ဒီ clock လေးကလည်းကျွန်တော်တို့တနေရာနဲ့တနေရာတနေရာနဲ့တနေရာဆိုတော့ထားကျွန်တော်တို့ system unit တစ်ခုနဲ့တစ်ခုပေါ့နော်ကုမ္ပဏီတွေမတူတဲ့အတွက်ကြောင့်မလို့ဒီနေရာလွဲကောင်းလွဲနိုင်ပါတယ်တချို့တွေကျွန်တော်ဒီအလေကောင်လေးမှာပါတာမျိုးရှိတယ်တချို့တွေကျွန်တော်ဒီ paper လေးမှာပါတာမျိုးရှိတယ်တချို့တွေကျွန်တော်ညာဘက်လေးမှာပါတာမျိုးရှိတယ်တချို့တွေကျွန်တော်လည်းအပေါ်ကနေပါတဲ့အရာမျိုးတွေလည်းရှိတယ်ပေါ့နော်တချို့တွေကျွန်တော်ဒီညာဘက်လေးမှာပါတဲ့အရာမျိုးလေးတွေရှိတယ်ဒါကတော့ကျွန်တော်တို့system unit ဘုံတစ်ဘုံနဲ့တစ်ဘုံမတူတဲ့အတွက်ကြောင့်ပြောရနည်းနည်းခက်ပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ဒီဘက်ညာဘက်မှာပါအောင်လဲဆိုရင်ကျွန်တော်တို့ reset button ဆိုတဲ့ reset မီးလေးပါအောင် reset clock လေးပါအောင်မယ်ပေါ့နော်ဒီ power clock ပြီးရင် reset ဆိုတာကျတော့ကျွန်တော်တို့ဖုန်းတွေ reset ချသလိုမျိုးပဲဒီလို computer ကိုလည်း reset ချလိုက်တဲ့သဘောမျိုးပေါ့နော် reset button လေးပါမယ်ပြီးတော့ကျွန်တော်ဒီအောက်မှာမီးလေးတွေပါမယ်ပေါ့နော်မီးလေးတွေမှာဆိုရင် hard disk မီးရှိမယ် LED မီးရှိမယ်စာကြည့်ပြမီးလေးတွေ3မီးရှိမယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီ system unit ရဲ့ရှေ့ဘက်ပိုင်းမှာမြင်ခဲ့တဲ့အရာတွေကိုလေ့လာခဲ့ရတာဖြစ်ပါတယ်နောက်သင်ခန်းစာမှာတော့ကျွန်တော်တို့ system unit ရဲ့နောက်ဘက်ပိုင်းကိုထပ်ပြီးတော့လေ့လာကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီသင်ခန်းစာလေးလောက်ပါပဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်